ခြေထောက်တစ်ဖက်အကွေးဆန်လုပ်တဲ့ခါတိုင်းမှာခါကအတန်မီရဲ့ခါနာတယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ fitness trainer ပိုင်ဆိုးပဲဖြစ်ပါတယ်ခင်ဗျာခါတန်မီရတဲ့အကြောင်းရင်း၃ချက်ပထမချက်ကကျွန်တော်ခါစေကြားထဲမှာရှိတဲ့အရည်လေးညှော်နေသွားတဲ့ခါမျိုးမှာလည်းခါအတန်မီနိုင်ပါတယ်နောက်တစ်ခုကခါမှာရှိတဲ့ disc အပြားလေးတစ်ခုနဲ့တစ်ခုကျိတ်မိပြီးတော့အတန်မီနိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ muscle တွေတင်းပြီးတော့ tight ဖြစ်နေလို့လည်းခါအတန်မီနိုင်ပါတယ်ခါနာတဲ့ပြဿနာမှာကျွန်တော်တို့အများဆုံးသက်ဆိုင်တဲ့ပိုင်းကတော့ပိုရှာပိုင်းပေါ့ကိုနေဟန်တာမှာဆိုရင်ကျွန်တော်တို့ခိုင်းကုန်းနေရလားဒါမှမဟုတ်တင်မာကြီးကော့နေရလားတင်မာကြီးကောက်နေရလားစတာတွေနဲ့လည်းခါနာတဲ့ပြဿနာကအများကြီးသက်ဆိုင်ပါတယ်ကိုနေဟန်တာကိုမပြင်ပဲကျွန်တော်နားရဲ့နေရာလေးပဲကွက်ပြီးတော့လုပ်မယ်ဆိုရင်အချိန်ခဏတာအတွက်တက်တာနိုင်ပေမဲ့ရရှိမှာဆိုရင်တော့ခါပြန်နာနိုင်ပါတယ်ခါနာတာနဲ့ပတ်သက်ပြီးအတင်းဆုံးမာစင်တစ်ခုဖြစ်တဲ့ dual နဲ့ hip flexor ကို stretching သွားပါမယ်ခင်ဗျာပထမဆုံး dual stretching သွားပါမယ်မျက်မှောင်မှာလက်အိတ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်ဒူးထောင်ထားရင်ဒီဘက်ကခြေပြားလေးနဲ့ချိတ်လိုက်မယ်ချိတ်လိုက်ပြီးတော့ကျွန်တော်တို့ကစက်ညင်ဘက်ကိုဒီဘက်ကဖိချမယ်ဖိချတဲ့အချိန်မှာခေါင်းကစက်ညင်ဘက်ကိုလှည့်မယ်လက်ကကျွန်တော်တို့ free ကိုအဆင်ပြေလို့ထားလို့ရတယ်ဒီနေရာမှာ end rate ရောက်သွားရင်နောက်ကျောရတင်းတင်းဖြစ်လိမ့်မယ်နောက်ဆုံး rate ရောက်သွားပြီဆိုရင်စိတ်ကိုအားလုံးကို short ချလိုက် short ချပြီးတော့ကျွန်တော်စက္ကန့်20ခဏ hold ထားပါမယ် dual stretching လေးကိုဘယ်ရောညာရောစက္ကန့်20နှစ်ကြော်သွားပေးပါမယ်နောက်တစ်မျိုးကတော့ hip flexor stretching သွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ kneeling position ဖြစ်တဲ့အတွက်ကြောင့်ဒူးအောင်မှာဒူးမနာအောင်ပစ္စည်းတစ်ခုခံလို့ရတယ် and then ပေါင်တော့တက်ကခြေထောက်ကိုအတွင်းဘက်ကိုယူလိုက်တယ်ပြီးရင်ခြေပြားထောက်ထားတယ်ပြီးရင်တင်မားလေးကိုအပေါ်ကော့လိုက်တယ်အပေါ်ကော့ထားတဲ့အားကိုမပြုတ်စေနဲ့ဒါကိုကျွန်တော်တို့တစ်လျှောက်လုံး hold ထားပါလက်ကဆန့်နေအဆုံးထိရသလောက်ဆန့်နေ and then ပြီးရင် side flexion ဘေးကိုဆောင်းလိုက်အချိန်မှာလေးရှူလေးမို့တော့တင်မားကော့ထားမှာကျွန်တော်တို့ hip flexor ကိုထိမယ်လေးရှူလေးမို့တော့စိတ်ကို short ထားဒီ hip flexor stretching လေးကိုစက္ကန့်20 air rate မှာ hold ထားမယ်၃ကြော့ဘယ်ရောညာရောသွားပေးပါမယ်ခင်ဗျာတင်းတာရေ short ပြီးသွားလို့ရှိရင်အလုပ်တခြားမလုပ်တဲ့ muscle တွေကိုသူ့အလုပ်သူပြန်လုပ်အောင် activation ပြန်လုပ်ပေးရပါမယ်ပထမဆုံး exercise ဘတ်တော့ကျွန်တော်နောက်ကျောကကြိုးရိုးထိန်းကြွက်သားတွေအတွက်ပခုံးတက်မှာလက်ထောက်တယ်တင်မောက်တက်မှာဒူးထောက်တယ်ပြီးလို့ရှိရင် bike လေးကိုညှစ်ပြီးတောင်းထားလိုက်မယ်တင်မားလေးရှိကိုနည်းနည်းကုတ်ပြီး bike လေးကိုညှစ်ပြီးတောင်းထားလေးရှူ bike ကိုညှစ်ပြီးတောင်းထားရင်းနဲ့ဘယ်ချင်းညာလက်ဆန့်ထုတ်မယ် counter lateral movement အဲ့ချိန်မှာကျွန်တော်ခိုင်းလန်သွားတာတော့ကော့သွားတော့မဖြစ်ရဘူးခန္ဓာကိုယ်လုံးဝ stay ပဲငြိမ်အောင်ထိန်းထားမယ်ပြန်လာမယ်ဒီဘတ်တော့လေ့ကျင့်ခန်းလေးကိုဘယ်8ကြိမ်ညာ8ကြိမ်3ကြောသွားပေးပါမယ်နောက်တစ်မျိုးကတော့ blue brace လို့ခေါ်ပါတယ်ကြက်မြင်မှာအိတ်လိုက်မယ်ခြေထောက်နဲ့က90ဒီဖြစ်ရမယ်လက်ကလေးကို45ပြီးလို့ရှိရင် pelvic floor လေးကိုရင်ကော့လိုက်ကော့ပြီးတော့ပေါင်လေးဘေးကိုင်းနဲ့တင်မားလေးကိုလည်းညှစ်ပြီးတက် air rate လုံးဝအတင်းဆုံးနေရာရောက်ပြီဆိုရင်5 second 1000 2000 3000 4000 5000 and then relax okay ဒါလေးကိုကျွန်တော်15ကြိမ်3ကြောသွားပေးပါမယ်နောက်တစ်မျိုးကတော့ hollow hold ပဲဖြစ်ပါတယ်အပေါ်ကော့လိုက်လို့ရှင်ခါးလေးရဲ့ဂျမ်းမြင်နဲ့ကတ်သွားလိမ့်မယ်တင်မားလေးရဲ့လေပုံမြောက်လာလိမ့်မယ်အဲ့ဒါကိုကျွန်တော် leg လေးဆန့်ပြီးတော့ဒီကပခုံးလေးကြွတယ်ဆိုရခံစားတယ်ခေါင်းကြီးလေပင်းကြီးပဲရှေ့ကိုပေါ်ကြွလာမှာမဟုတ်ဘဲနဲ့ပခုံးလေးအပေါ်တက်လိုက်တယ်ပခုံးနဲ့ကျွန်တော်တင်မားလေးကမိုးအပေါ်လေးပေါ်မှာရှိရမယ်ကျွန်တော်ဂျမ်းမြင်မှာကြောရိုးတစ်ခုပဲရှိရမယ်ပြီးရင် bike လေးကိုညှစ်ပြီးတော့တောင်းထားမယ်ဒီတိုင်းလေးကိုရသလောက်စက္ကန့်30ပဲရ1 minute ပဲရကျွန်တော်ဒါလေးကတော့4ကြောသွားပေးမယ် and then relax ကျွန်တော်ခုလုပ်ပြသွားတဲ့လေ့ကျင့်ခန်းလေးတွေကိုတေချာလေးလိုက်လုပ်ပြီးတော့ကျွန်တော်ခါနာတာတွေခါတန်မိတာတွေတက်တာပြောက်ကင်းနိုင်ကြပါစေနောက်နေ့မှာခြေဖနှောက်နာတာနဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ထားတဲ့ဗီဒီယိုကိုပြန်လည်မျှဝေပေးသွားမှာဖြစ်တဲ့အတွက် like and follow လုပ်ထားဖို့မမေ့ကြနဲ့နော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်အားလုံးပဲ bye bye